ဒါစိတ်ကူးရဲ့ကျွန်တော်ရဲ့မင်းသမီးလေးအဲ့ဒါပကြီးရဲ့မင်းသမီး ပကြီးရဲ့မင်းသမီး အဲ့ကော်ဖီလေးတောက်ပြီးတော့ခံစားရင်းအနက်လေးကိုခံစားရင်းနဲ့ပါစိတ်ကူးနဲ့တသားမီမီလေးတွေရောနောက်ပြီးတော့ကျွန်တော်တို့တက်လက်ပိုင်းရောတကြီးပိုင်းရောအဲ့လိုမျိုးအရွယ်သုံးပါအားပေးတဲ့အတွက်အရင်မဲဝမ်းတာပြီးဖြစ်မိပါတယ်ဒီတဲ့လည်းပို့ပြီးကျိုးစားတော့ပါမယ်။ဒါ creation ကောင်းတယ်ပေါ့နော်။ခုနောက်ပိုင်းမှာပုံမှန်ဆိုရင်ရကိုဇက်တွေမကြည့်ပြတာကြားရပေါ့နော်။နောက်ပိုင်းမှာဆိုရင်ဒီဇက်ကြည့်ရတာပို့ပြီးတော့လည်းစိတ်ဝင်စားမှုရှိလူငယ်ဆိုပေမဲ့လည်းကြည့်နေတဲ့ဟိုအချိန်ကုန်သွားလို့ထင်ပေါ့နော်။ကြည့်ပြစ်တယ်ပြီးနောက်တပွဲပြီးသွားနောက်ထပ်တပွဲကြည့်ဖို့ကကိုကဟိုနော်အသင့်ပဲပေါ့နော်။ဒီကတော့ကျွန်တော်ရွှေမြန်မာတစ်ဖက်ကြီးကျွန်တော်ရိုက်ကူးလေးပေါ့နော်ဒီကဟိုခင်းနခစ်ပေါ့နော်ခင်းနခစ်မှာဒီရွှေမြန်မာဂျင်းမစ်ကိုခစ်တွေပြောင်းသွားလဲတောက်သွားရဲဆိုရဲပုံစံမျိုးနဲ့ရိုက်ထားတယ်ပြီးတော့နောက်တစ်ခုကဒီမြန်မာ traditional ဟိုဟာပေါ်လွင်အောင်ပေါ့နော်မြန်မာလက်ဖက်ရည်ပြောကြောင့်မြန်မာ traditional dress လေးနဲ့အဓိကပုံဖော်ရိုက်ထားပါရှင်အများကြီးပြင်ပန်းတာပေါ့ဟုတ်ကဲ့ကိုစားစင်မူကတော့ဟိုပေါ့နော်ဒီမြန်မာလက်ဖက်ရည်ကိုပေါ်လွင်အောင်ပေါ့နော်ဒီမြန်မာလူမျိုးရဲ့ traditional dress နဲ့ပြီးတော့ဒီအမှုပညာအရဆိုရင်ဒီ sound တီးရဲ့ပေါ့နော်ပကြီးကားလေးကိုအခြေခံပြီးတော့ဒီလက်ဖက်ရည်လေးကိုပုံဖော်ရိုက်ကူထားတာပေါ့နော်ကျွန်တော်ထွက်လာလို့ရှိရင်လည်းနည်းနည်းချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်မှာဆိုတော့စောင့်ကြည့်ပြီးအားပေးပါမယ်ရှင်။ writer ကြီးကအများကြီးခက်မှာပေါ့နော်။ဘာလို့လဲဆိုတော့မင်းသမီးမဟုတ်တဲ့ဒီအပြင်ကလူတယောက်ကိုရိုက်ကူးလုပ်ဖို့ဆိုတာသူတော်တော်လွယ်မှာမဟုတ်ဘူးပေါ့နော်။အဲ့တော့အများကြီး writer ကြီးလည်းအခက်အခဲမရှိအောင်ကြိုးစားပြီးတော့မင်းသားလည်းအခက်အခဲမရှိအောင်ကြိုးစားပြီးတော့ရိုက်ကူးပေးပါမယ်။အော်အရင်မဲဝမ်းသာမိတယ်ပေါ့နော်ကျွန်တော်တို့တသားမီမီလေးတွေရောနောက်ပြီးတော့ကျွန်တော်တို့တက်လက်ပိုင်းရောတကြီးပိုင်းရောအဲ့လိုမျိုးအရွယ်သုံးပါအားပေးတဲ့အတွက်အရင်မဲဝမ်းသာပြီးဖြစ်မိပါတယ်ဒီတဲ့လည်းပို့ပြီးချိုးစားတော့ပါမယ်တက်ပွဲလေးတွေပြားဆက်လေးရောပုံမှန်ကြည့်ပြတယ်ပေါ့ဆိုင်းမိုးရဲ့တချင်းဆိုရင်မှဆိုင်းမိုးနဲ့တွေ့ချင် DAD တိတ်လာအဲ့လိုမျိုးအဲ့ဒါမှတ်မိရရတယ်ပေါ့နော်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်โอเคမောဆန်လဲဆိုအတွေးဆန်တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လက်ဖက်ရည်လေးတောက်စာရေးဆရာဖြစ်ပကြီးဆရာဖြစ်ကျွန်တော်တို့ကလက်ဖက်ရည်လေးတောက်တယ်လက်ဖက်ရည်နံလေးသင်းပြီးတော့စိတ်ကူးရင်လို့ကောင်းတယ်တူကိုလေကျွန်တော်ဆိုလဲဒါတကယ်စိတ်ကူးရင်ပြီးတယ်ပေါ့နော်အခုလေကျွန်တော်တို့ဇလန်းလေးကအဲ့လိုမျိုးပဲကျွန်တော်ပကြီးဆွဲနေစိတ်ကူးရင်လိုက်တာအရန်ကိုချောမောလာပါတယ်နတ်သမီးလေးနဲ့တတ်တွေ့တယ်လို့မျိုးအာယုံကဖန်းစားပြီးလက်ဖက်ရည်အနံ့ကြောင်ကျွန်တော်တို့ရောက်တော့ဘယ်ရောက်တော့မလဲဆိုတော့နည်းနည်းစောင့်ကြည့်ရမှာပေါ့နော်အဲ့မှာနတ်သမီးလေးတစ်ပါးနဲ့တွေ့တယ်လို့ပေါ့နောက်ကျမှအတိပြောင်လာတဲ့အချိန်မှာဟောငါပုံမှန်ပေါ်ပါပဲငါစိတ်ကူးရင်လိုက်တာနတ်သမီးနဲ့တွေ့ဒါစိတ်ကူးရဲ့ကျွန်တော်ရဲ့မင်းသမီးလေးအဲ့ဒါပကြီးရဲ့မင်းသမီးပကြီးရဲ့မင်းသမီးအဲ့ကော်ဖီလေးတောက်ပြီးတော့ခံစားရင်းအနက်လေးကိုခံစားရင်းနဲ့မှစိတ်ကူးနဲ့ပကြီးတဲ့ကိုရောက်လာမင်းသားပကြီးတဲ့ကိုရောက်လာမှာအဲ့တော့မှမင်းသားနဲ့အဲ့ပကြီးကားထဲမှာအသက်ဝင်သွားမယ်ပေါ့အသက်ဝင်သွားပြီးတော့ခုနလိုမျိုးဒီချစ်ကြမယ်ပြောကြပါမယ်မနေရာချင်းချက်စီရှိတယ်ပေါ့နော်အဲ့ဒါလေးကတော့စောင့်ကြည့်ပြီးပေါ့နော်ပြီးတော့မှမင်းသားသတိဝင်လာတဲ့အချိန်မှာသူကပကြီးကားအပြင်ကိုပြန်ရောက်နေပြီအဲ့တော့ကိုကပကြီးကားထဲမှာပဲကြံခဲ့ရတယ်သူပေါ့နော်အဲ့မှာရွှေမာတင်ဝစ်လေးကပကြီးကားလေးထဲမှာကြံခဲ့တယ်ပေါ့အဲ့လိုလေးနဲ့ဆက်သိမ်းသွားမယ်နတ်သမီးလေးနဲ့တွေ့ကြရင်ရွှေမြန်မာတီမက်ကိုတောက်သုံးပါအဲ့ဒါပြောပြလိုက်ကြောင်ပေးလိုက်တာမလက်ဖက်ရည်နဲ့မင်းသားနဲ့ပေါ့နော်ဒီအဝင်ကိုကြဖြစ်တယ်ပေါ့နော်ဒါပေမဲ့ traditional အမားတွေဖြစ်တဲ့ကြောင့်မလို့နောက်တော့အဝင်ကိုကြဖြစ်မယ်ဟိုအဓိကပို့ပြီးတော့ဒီလက်ဖက်ရည်ကိုအသက်ဝင်အောင်ပေါ့နော်တောက်ချင်စိတ်ပြောင်းပို့ပေါ်နိုင်ရဲဆိုပြီးတော့မင်းသားကပြီးချယ်ပြလိုက်တာပါအရန်ကိုပြောရှင်းမိတယ်ပေါ့နော်ဒီလိုမျိုးဒီမှာရွေးရလေးတွေကိုဒီမှာရွေးရလေးကိုကျွန်တော်အမှုပညာဖြစ်ဖြစ်ကွန်မြူနတီတွေအတူတူတွဲလုပ်ရတဲ့အတွက်ရမ်းမဲဝမ်းသာပြောရှင်းမိပါတယ်။ဒါ creation ကောင်းတယ်ပေါ့နော်ခုနောက်ပိုင်းမှာပုံမှန်ဆိုရင်ရကိုဇက်တွေမကြည့်ပြတာကြားရပေါ့နော်နောက်ပိုင်းမှာဆိုရင်ဒီဇက်ကြည့်ရတာပို့ပြီးတော့လည်းစိတ်ဝင်စားမှုရှိလူငယ်ဆိုပေမဲ့လည်းကြည့်နေတဲ့ဟိုအချိန်ကုန်သွားလို့မထင်ဘူးပေါ့နော်ကြည့်ပြစ်တယ်ပြီးနောက်တပွဲပြီးသွားနောက်ထပ်တပွဲကြည့်ဖို့ကကိုကဟိုနော်အသင့်ပဲပေါ့နော်အဲ့လိုမျိုးကြည့်ပြပါတယ်ဇက်ပွဲတွေလည်းဟုတ်အခုလက်မခံဖြစ်တာတော့မဟုတ်ပါဘူးကျွန်တော်နားရဲ့ကျွန်တော်ဇက်ပွဲခါတာများတာဒီလိုမျိုးအားလက်ရဲ့လေးဆိုလက်ခံဖြစ်စားဖြစ်ပါတယ်အကုန်လုံးတော့စားတယ်တိတ်ကြီးများအောင်ကျွန်တော်ကြိုက်တာတော့မြန်မာဟင်းနဲ့မြန်မာဟင်းကိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့လည်းစားတာဇဝဲရှိရောက်လာအကုန်လုံးစားတာအစားမယူစားလည်းမယူနေရလည်းမယူဘာမှမယူကျွန်တော်ခဏပြောတဲ့အတိုင်းအချိန်အခါနဲ့ကျွန်တော်ရဲ့ပွဲအဓိကမင်းရတော့ကျွန်တော်ဇက်ကာတာဆိုတော့အဲ့အလုံးနဲ့ဒီဘက်တစ်ဖက်နဲ့ပြန်ချိန်ရတာပေါ့နော်ကျွန်တော်အဲ့လိုမျိုးတော့ဒါအများကြီးတော့လက်မခံဘူးတစ်နှစ်ကိုတကားဇက်ကားကြောက်တော်တော်ကြီးများပြီလေအဲ့လိုဆိုတော့အဲ့လိုမျိုးရိုးရာကိုထိန်းနေတယ်ဆက်တဲ့ပင်နောက်ခံတာ
ပွဲထွက်တယ်လို့မဟုတ်ဘူးเนาะဒီကိုပိုင် brand ဖြစ်တဲ့ကြောင့်မလို့ခုနမင်းသားနဲ့ဒါအမှတ်တရလေးဖြစ်သွားခြင်းလို့ပေါ့เนาะဒီကြော်ညာလေးကိုရိုက်လိုက်တာပေါ့เนาะဟိုအတွေ့အကြုံသင်ပေးရခြင်းပေါ့เนาะညီမလက်ဖက်ရည်ဒီအောင်စဉ်းစားတဲ့အချိန်မှာမင်းသားကဒီမြမဆန်နဲ့ traditional အတွက်ကိုမင်းသားကိုအရင်ဆုံးမြင်လိုက်တယ်ပေါ့เนาะအဲ့ဒါအားလေးလုံးဝကိုက်ညီရဲဆိုပြီးတော့မင်းသားကိုခုနလေးပေါ့เนาะဒီပြချက်ပြတယ်မင်းသားကလည်းခုနအားလည်းရက်လေးနဲ့တိုက်တော့ဒါလေးကြော်ညာလေးတိုက်ကိုပြစ်သွားတာပေါ့เนาะဟုတ်ဟိုငယ်ပေမဲ့လေဘာဖြစ်အရန်ကိုအလုံးလုံးတာစစ်စစ်နဲ့ကြာတာပေါ့နော်ဘာဖြစ်ဟိုဒီတော့စမကြာပြီးအမှုပညာကိုလည်း YouTube ထဲမှာပါတယ်ပေါ့နော်ခုနအောင်လေးပြောသလိုမျိုးပဲဒါဒီအမှုပညာကိုပဲသူဂျန်နယ်လုပ်ပြီးသူတိတ်ဆိတ်မွေးတာကိုအဲ့လိုပုံစံလေးဆိုအရန်သဘောကျပါတယ်ဟောယူတာပေါ့အများကြီးယူတာဒီ social media ဆိုတာသုံးတိုက်ရင်ကိုတော့ကောင်းကျိုးတွေအများကြီးရှိတယ်မသုံးတိုက်ရင်လည်းဆိုးကျိုးတွေအများကြီး AI ဆိုတော့ကိုလောက်ခိုင်းတယ်လို့ပေးရတဲ့ခဏဘာရမဟုတ်ပါဘူးဒီစလော့ပညာပေးကိုကျွန်တော်လူရှင်တော်လေးတွေဒီကျွန်တော်စတဲ့လူရှင်တော်တွေကိုယ်တိုင်လည်းဟောလောက်ခိုင်းတာတယ်ဟောကိုကြီးတပုတ်လောက်ပညာပေးဟာတာတခိုင်းရနေမှာဟာတာလည်းဖြစ်ရမယ်နောက်ပြီးတော့လာကြည့်တဲ့ပြည်သက်လည်းပညာရရမယ်ဆိုတဲ့ပုံစံမျိုးလေးလုပ်ပေးလို့တောင်းဆိုတာတော့ကျွန်တော်ကဒီလေးတဲ့လုပ်ပေးရမယ်တဲ့ဝက်ဆိုင်ကိုလိုစင်မတင်တယ်စူးစမ်းမယ်ကိုကလည်းအဲ့ဒါမကြည့်နဲ့လို့ဘာများထွက်လာမလဲအဲ့ဇလန် AI ကပေးလိုက်တဲ့ ChatGPT ကပေးလိုက်တဲ့ဇလန်ဖတ်ချင်လို့အဲ့လိုမျိုးစလော့ခိန်းနဲ့ပတ်သက်ပြီးပညာပေးဟာတာလေးအချင်းချင်းလေးငါ့ကိုရေးပေးပါဆိုခံတယ်ကျွန်တော်တို့တကယ်ဇလန်ကောင်းလေးတစ်ပုဒ်လို့ပြောပါမယ်။ကြောင်ညာကောင်းလေးတစ်ပုဒ်ပေါ့နော်။တကယ်ကျွန်တော်တို့အပြင်မှာလက်တွေ့ဆန်ဆန်ပဲ။ရာဇဝင်ဆန်ဆန်ဆိုပေမဲ့တကယ်လက်တွေ့ဆန်တယ်ကျွန်တော်ကိုယ်တိုင်လည်းမိုးအေးလေးနဲ့ကော်ဖီတောက်လက်ဖက်ရည်တောက်လက်ဖက်ရည်နဲ့လေးတင်းပြီးတော့မှကိုစိတ်ကဆွဲဆောင်ရပါတော့။ဒါနိုင်ငံခြားကိုသွားမယ်ဆိုတော့စိတ်ကူးလေးစာအုပ်လေးဖတ်ရင်ပြီးစာအုပ်ထဲမှာဇံဝင်စားရင်းနဲ့လက်ဖက်ရည်လေးတောက်ရင်ကိုယ့်ရဲ့ဇက်ရုပ်ကအဲ့စာအုပ်ထဲရောက်သွားတယ်။ဇက်ကားလေးကြည့်ရင်လည်းကျွန်တော်တို့ဒီလက်ဖက်ရည်လေးတောက်ရင်ကျွန်တော်ရဲ့ခံစားမှုကဇက်ကားတွေကမင်းသားဖြစ်သွားတယ်ပေါ့နော်အခုလည်းကျွန်တော်နဲ့အမနဲ့လောက်ထတာကျွန်တော်ပကြီးဆွဲရင်းနဲ့အေးနတ်သမီးလိုလာတယ်မင်းမချောလေးပကံခစ်ကကောင်းမလေးတယောက်နဲ့ကျွန်တော်အဲ့ဒီဇလန်လေးကိုကော်ဖီတောက်နဲ့စိတ်ကူးရင်ပြီးတဲ့ဇလန်လေးဆိုတော့တရားကိုညှိခုံနေပါတယ်အားလုံးနဲ့တူတူကြောင်ညာလေးကိုကြည့်ရှုပေးပါဦးခင်ဗျာ